110 ခေါ်ရဖုန်းမတကယ်ကိုခုလို့သွားပါတယ်ဒီဘောမင်းရဲ့လက်သုံးသားလို့ပြောရင်စုလို့ကြပါပဲလူတိုင်းချင်းနဲ့တွေ့ရင်နုပြိုသွားတာလေသူကစိတ်ချမ်းသာအောင်ချစ်တာလဲကုသိုလ်တရားပါကွယ်ခုလို့ထားမှအဖြစ်ပေးပါခုလို့မထားပါဘူးနဲ့တချစ်သူဖြစ်ရင်ချို့တွေကတော့လူငုံကြမှာပဲချစ်တွေကိုစုလို့ထားတာနဲ့ကြာတော့လဲဖူးလို့ရတာမင်းကြောင့်မို့အမြဲတမ်းထိုးမဲ့ချိန်မဲ့ကောင်းလဲနှုလို့သွားတာတကယ်ရှာအယိုးများပါလဲပဲမာမျိုးသားကွာမကြရင်စာရိုနာလို့ပြောပြီးငါတိုးသွားမှာချစ်ရင်ကြာမျိုးငါပါပွင့်ချိန်လာခိုးသွားမှာမို့အချီးမှလေးအောင်ချက်ကောင်းမို့စာကြိုးစားတာဘူးလာတိုင်ကွာကြိုက်တာရှိလူသားခွန်ရှာလဲပြေးလာပြီးစိတ်တို့ပြေအောင်ချော်ပေးပါမယ်ယူစနာမိုင်ကွာလဲမုန်းနဲ့ချန်နဲ့ကြိုက်တဲ့အရာလေးတွေတော့တူတာတဲ့မှာပဲငါပေါ်နဲ့တတ်နိုင်တာတွေအားလုံးကိုတော့ပူဇော်နိုင်ပါတယ်